ရှင်ကျတာအားလုံးမင်္ဂလာပါရှင်ရှင်ကအတန်ဆုံးဈေးနဲ့ရောင်းချပေးပါမယ်ရှင်ဘာလို့လဲဆိုတော့ရှင်ဈေးဒီနေ့အထက်လေးအများကြီးပို့ရတယ်ပေါ့နော်ဒါပေါင်းချဆွဲတာနဲ့ဦးနောက်ထပ်ကပေါင်းချမဆွဲသေးရပေါ့နော်ကားနဲ့တင်ပေးလိုက်တာကတက်ဦးသုံးပို့ရတယ်ပေါ့နော်အဲ့လိုအထက်လက်ကာကြီးတွေပို့ရတဲ့အခါရှင်ဈေးကရှင်ဈေးကိုလက်လီလေးတွေကိုလည်းချစ်တဲ့အနေနဲ့ပေါ့နော်အချစ်ဈေးလေးနဲ့ပေးမယ်ရှင်ဈေးရဲ့ပုံမှန်ရောင်းဈေး2000လောက်တက်တာမယ်ပေါ့နော်2000လောက်တက်တာမယ်တကယ်ပါရှင်ဈေး3သိန်းလို့2000မပြတ်ပါဘူးနော်ဘာလို့ရှင်ဈေးအရင်ရောင်းလာလဲဆိုတော့ရှင်ဈေး3သိန်းမှ1000လောက်တော့မှမပေါ့နော်တကယ်ပါအချက်မို့လဲရှင်ဈေးအရင်ရောင်းရတာပါရှင်ဒီတွဲထဲမှာ2000လောက်ရှော့ရပြင်ဟာဒီအိပ်ပြီးလက်ဆောင်ပြီးတန်လားမတန်လားဆိုတာဒါလေး3တွဲကိုရှင်ဈေးက3သိန်းနဲ့ပေးမယ်နော်အိတ်ကလေးကလည်းပါတယ်အင်ရောင်းငွေချေရပါတယ်လုံးဝဆန်ငွေကြိုလဲစရာမလိုပါဘူးရှင်ဒီမှာနော်ဟလို R1 ဆက်ကြီးပါတယ်အမိတ်ကူကအသက်နော်ဒီမှာအတွင်းမှာလည်းဟလိုအပွင့်ကြွေတွေပါပါတယ်ရှင်အသားနာ quality ကရှယ်ကောင်းပါနော်ဒီမှာ9000နီးပါးပါတယ်နော်ဒီမှာနော်အပွင့်နေရလဲဒီနဘေးမှာဒီလောက်ထိအောင်ပါတာနော်အမိတ်ကူကအသက်နော်အပွင့်ကလည်းအဲ့လိုမျိုးမြိုင်ဆိုင်နေအောင်ပါပါတယ်ရှင်နောက်ကျောမှာလည်းအပွင့်လေးဟလိုမြိုင်ဆိုင်နေအောင်ပါတယ်နော်ဒါဈေးကွက်မှာဆိုရင်4000ခွဲလောက်ပေါက်တယ်နော်ရွှေစင်ကိုက4000ခွဲရောင်းတယ်ပေါ့နော်ဈေးကွက်မှာဆို9000လောက်ပေါက်တယ်တကယ်9000လောက်ထိရောင်းကြမှာပေါ့နော်4800 9000ဒီပါရောင်းကြမယ်နော်ပြီးရင်ဒီမှာဟလိုမျိုးစိန်မောင်းတယ်ဟဲ့လိုမျိုးစိန်မောင်းတယ်အမိတ်ကအသက်နော်အမိတ်အသက်ဆိုဒီမှာနောက်မှာလည်းဒီလိုမျိုးပါတယ်နော်အတွင်းထဲမှာလည်းအပွင့်ကြွေတွေကဒီလိုမျိုးပါတယ်နော်ဒါကြီးတက်ဆုံပါမယ်ဒါတက်ဆုံပါမယ်ဒီမှာနော်အရန်ကိုလာတော့နော်ဒီမှာနော်ဒီလိုမျိုးတက်ဆုံဈေးကွက်မှာ4000ကျော်လောက်ရောင်းနေအောင်နော်ရွှေစင်းရောင်းဈေးတက်ဆုံကို3000ပဲပါရှင်ဒါမျိုးတက်ဆုံပါမယ်ပြီးလို့ချင်းဒီမှာနော်ရွှေစင်းကစက်တန်တစ်ခုမှမပါဘူးနော်ပြီးရင်ဒီမှာလာမိတ်ဆိုရင်လည်းဈေးကွက်မှာ3800 4000နီးပါးလောက်ထိရောင်းနေပေါ့နော်အဲ့လိုမျိုးဟာတစုံထည့်ပေးထားတယ်ရွှေစင်းရောင်းဈေးတစုံဈေး33ထိရွှေစင်းကရောင်းနေပေါ့နော်တစုံကို3300ထိရွှေစင်းရောင်းပါလေရှင်ဒီလိုမျိုးဟာတစုံပါမယ်ပေါ့နော်ဒီမှာဒီလိုမျိုးလာမိတ်ကြီးတစုံပါမယ်အပွင့်ကြွေတွေကလည်းအတွင်းထဲမှာပါပေါ့နော်ဒီလိုမျိုးအပွင့်ကြွေလေးတွေလည်းအတွင်းထဲမှာပါပါတယ်သူလည်း9000နီးပါးဝါတဲ့လူတွေနော်အရန်ကိုအဆင်ပြေတယ်နော်ဒီမှာနော်သူကတော့ဒီမှာအမိတ်နဲ့ဒါပဲပေါ့နော်အတွင်းထဲမှာတော့ဒီနောက်ကျောမှာတော့ကျဲတယ်ပေါ့နော်ဒီမှာအိမ်ကြီးစားမှာဆိုရင်လည်းသူကဒီလိုအမိတ်တိုင်ကြီးထည့်ခတ်ပေးကြပါတယ်အဲ့လိုမျိုးသုံးစုံအပြင်ကိုရွှေစင်ကဟာဒီအိတ်လေးတစ်လုံးမှာလက်ဆောင်ပေးမှာပါတန်နေဆိုမြန်နေနော်ရွှေစင်အပိုးတွေမပြောပါဘူးရှင်တန်နေဆိုမြန်နေရွှေစင်ကိုချစ်ခင်ပေးတဲ့ကာကာတွေကိုချစ်တဲ့အနေနဲ့ရွှေစင်အခုလိုအချစ်ဈေးလေးနဲ့ရောင်းပေးတာပါရှင်လုံးဝကိုရွှေစင်ဒီတွဲကမမြတ်တဲ့အပြင်ကိုရွှေစင်လက်ဆောင်တွေကတကယ်1000ဝဲလောက်ရှော့တဲ့အပြင်ကိုဒီအိတ်ကလေးပါလက်ဆောင်ပေးထားတယ်နော်တကယ်အရင်နဲ့ဟိုကအဲ့ဒါတွက်ကြည့်ရင်နော်ရွှေစည်းရဲ့ရောင်းစီ3သိန်း2000ဆိုရှင်ကတကယ်3သိန်း1000လောက်ရှော့တဲ့အပြင်ကိုဟာဒီအိရောဆို1000ဝန်းနီးပါးလောက်ရှော့ထားတယ်နော်တဲ့နေဆိုမြန်နေရွှေစင်းကိုချစ်ခင်ပေးတဲ့ကာကာတွေကိုချစ်တဲ့အနေနဲ့ရှင်အခုလိုအချစ်စိတ်တွေရောက်ပေးတာပါရှင်အားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်အိမ်ရောက်နေချေရပါတယ်ရှင်ကျေးဇူးပါအိမ်ရောက်နေချေရပါတယ်ကျေးဇူးပါရှင်